မီရာဆိုတဲ့အမျိုးသမီးတစ်ယောက်ကံဆိုးမှုတွေကြားရောက်တော့မှကိုမသိစားဘူးမင်္ဂလာအစီအစဉ်အတွက်ပြင်ဆင်နေပြီဖြစ်လို့ပြုံးပျော်နေရှာတယ်မကြမီပင်ရိုးရဒလေးအတိုင်းကျက်ဥနင်းရတွင်ကံဆိုးသူမှန်ကကျက်ဥသည်ပုတ်နေပေးလိုက်မည်ဖြစ်ရာမီရာဤကျက်ဥမှာကံမကောင်းစွာပဲပုတ်စော်နံထွက်လာ၍ရောက်လာသူတိုင်းနှာခေါင်းပိတ်ထားလိုက်ရသည်ခင်မုန်းဖြစ်သူကဒီအရာကိုခေါင်းထဲမနေပဲမီရာကိုသာပြုံးကြီးကြည့်နေပြီးအားပေးစကားပြောလိုက်သေးသည်မင်္ဂလာကိစ္စပြီး၍မင်္ဂလာညကိုအားပေးစကားနှင့်အတူဖြတ်တန်းလိုက်ရင်းနနမိုးတောက်သောအခါမီရာတယောက်အိယာမထလင်ဖြစ်သူကစောစောထနှင့်ပြီးအိမ်စရင်စစ်အလုပ်ကိုသွားရောက်လောက်ကင်နေသည်အဖိုးအဖွားလင်မယားနှစ်ယောက်ထိုနှင့်အဖိုးအဖွားလင်မယားနှစ်ယောက်ဤအိမ်ကိုလူစရင်ဝင်စစ်သည့်အခါမမျှော်လင့်သောအဖြစ်မျိုးကြုံမိလေသည်သူလည်းစွန့်အသွားမိတယ်မီရာရဲလင်ဖြစ်သူပြန်လာကိုစောင့်နေမိတယ်ဒီလိုနဲ့နောက်တအိမ်ကိုဝင်စစ်ရာအတွင်းလူမရှိပဲအိမ်နောက်ခန်းမှအမျိုးသမီးအတန်ဖြင့်ခုံမှထိုင်ဆောက်နေရန်ပြောတယ်ရေဒီယိုတန်ကလည်းစူညံနေ၍ထားပိတ်စဉ်ပင်အမျိုးသမီးကပေါ်လာခဲ့တယ်အတူထိုင်ရင်အမျိုးသမီးကိုစရင်စစ်ရာစကားတွေမူမမှန်နေပဲတစေးတရေလိုဖြစ်လာ၍ကြောက်လန့်တကြားထွက်ပြေးမိတယ်ပြေးရင်အိမ်တအိမ်ကလူစီပုံပေါ်နေလို့ဝင်ရောက်ကြည့်တော့မြည်သူမှမတွေ့ရကြောက်နဲ့နယံတော့မှီရင်အိပ်ပျော်ပြီးပြန်နိုးလာတော့မိုးချုပ်လွန်းသွားလို့အပြင်ထွက်အပြေးမီရာလည်းအိမ်မှာထူးထူးဆန်းဆန်းဖြစ်နေခဲ့တယ်အပြင်ရောက်တယ်ဆိုရင်ပဲသူ့အနောက်မှမြင်းလဲတစည်းမောင်းသမားကခေါင်းပြက်ကြီးနေသူ့အစိမှာတော့တရဲနတ်ဆိုးတကောင်လွတ်လန်းမရှိတော့ပဲအသက်ခံလိုက်ရတယ်မီရာမှာတော့မုတ်ဆိုးမဖြစ်နဲ့လင်အတုပကိုကြည့်နေစဉ်သားဖြစ်သူကိုဆုံးလိုက်ရတဲ့ရောက်ခမကတော့မီရာကိုစိတ်ဆိုးဒေါသထွက်ကအိမ်ပေါ်ကဆဲဆူနှင်ချလေတယ်မြည်သူတဦးမြဝင်မတားကြပေကိုဘဝအစဉ်ပြေဖို့သပင်တုထုတ်လုပ်တဲ့စက်ယုံမှာအလုတ်ဝင်လုပ်နေတယ်မမျော်လင့်ပဲတည်သွားသူယောက်ျားရဲ့ညီမကအလုတ်လာဝင်ရင်မီရာကိုလည်းတွေ့ရောကြောက်လန့်တကြားတစေတရေတကောင်လိုအော်ဟစ်ပြောလိုက်တော့ကြောင့်အလုံးယုံတစ်ခုလုံးထိတ်လန့်ကုန်တယ်ပြောနေရင်လူတိုင်းဝင်ပူးသလိုဖြစ်ကုန်ကြတယ်ယုံထဲကလူတွေပြေးထွက်လာတော့စက်ယုံမန်နေဂျာကဘာဖြစ်တာလဲမေးပြီးအကြောင်းစုံသိတော့မီရာကိုသူနဲ့ဆိတ်ဆက်ဖို့တိမ့်သွင်းရန်ခေါ်သွားရင်းလမ်းမှာထမင်းဟင်းရောင်းတဲ့ဆိုင်လိုတွေ့တော့ဝင်စားကြတယ်ဆိုင်ကကောင်လေးကမီရာကိုတစ်ဖက်သက်ချစ်နေသူဖြစ်တယ်မီရာကထမင်းစားရင်မန်နေဂျာကိုလူတိုင်းပြစ်ပယ်နေတဲ့ကျမကိုဘာလို့လက်ခံထားတာလဲဒုက္ခရောက်မှမကြောက်ဘူးလားပေါ့မီရာအိမ်ခန်းပြန်ရောက်တော့ငကားခောက်တန်ကြားလို့ဖွင့်ကြည့်ရာမှောင်နေရိပ်မသေးမကွဲနဲ့လူတယောက်ကသူ့အတွက်အထုပ်တစ်ထုပ်ဝယ်လာပေးတယ်ယူဆိုတော့မီရာယူရင်းဖွင့်ကြည့်လိုက်ရာအလွန်ပူပြီးကြက်ဥပုတ်ကြော်ဖြစ်နေတယ်မန်နေဂျာကမီရာကိုချစ်ခွင့်ပန်ရင်အတူနေလိုက်တယ်မမျော်လင့်တာတွေကြုံတော့မှာကိုမသိရှာကြဘူးမန်နေဂျာအလုပ်ကအပြန်မိုးချုပ်၍လမ်းမှာကားမောင်းရင်ရှေ့မှမြင်းလဲတစီဘယ်ကထွက်လာသည်မသိသူ့ကားကိုပိတ်မောင်းနေတယ်မန်နေဂျာစိတ်မရှိတော့ပဲကားပေါ်မှဆင်းလာကကားကိုခဏစစ်ကြည့်နေစဉ်ပြန်လာရင်စားဖို့ထမင်းတော့ဝယ်နေတဲ့မီရာတယောက်ထူးထူးဆန်းဆန်းဖြစ်လာပြန်တယ်မန်နေဂျာကသူ့ကားကိုပြင်နေရင်ကားအောက်မှာမူလီကျသွား၍လှမ်းအကောက်အသက်ပါပေးလိုက်ရတယ်မီရာလည်းစောစောကပုံမဖြစ်တော့ပဲလူကောင်းပြန်ဖြစ်သွားတယ်ဆိုရင်ပဲသမင်းဆိုင်ကောင်လေးကဆိုင်ကယ်ဖြစ်ပြန်လိုက်ဖို့ရာလမ်းမှာမန်နေဂျာသေဆုံးနေတာတွေ့၍ရင်ကျိုးခဲ့ရပြန်တယ်မန်နေဂျာမရှိတော့စက်ယုံကသူ့ကိုမောင်းထုတ်ပြန်တယ်လမ်းမှာလဲအရင်ရောက်ခမကပြဿနာရှာလို့သမင်းဆိုင်ကောင်လေးဝင်တားပေးခဲ့ရတယ်မီရာကသူမရဲ့အဖြစ်ဆိုးတွေကိုနတ်ဆရာကိုသွားမေးတယ်မီရာရဲ့ညီမဖြစ်သူကမီရာကိုကျိန်စာလက်တိုက်သွားတယ်ဆိုတာသိလိုက်ရတော့မီရာတယောက်အိမ်တော်ပြုတ်ပြီးယောက်ျားနဲ့နေပြီးတိုင်းထိုယောက်ျားအသက်ခံရတယ်နတ်ဆိုးကျိန်စာမီရာကိုယ်တိုင်လူတက်မိတာပါမီရာသူ့အဖြစ်သူသိပြီးဝမ်းနဲ့ကြေကွဲနေမိတယ်မန်နေဂျာမရှိတော့အလုံးယုံစောက်ကသူမကိုဖမ်းချုပ်ကြံစီသွားတယ်ကြံစီပြီးတော့ထိုသူကံမကောင်းတော့ပေအိမ်ပြန်ရောက်ဘယ်သူမှမရှိ
တယောက်တည်းထိုင်နေတော့ TV ထပွင့်လာတယ်။ TV ပလက်ကျိုးဖြုတ်လိုက်ပေမဲ့ထပ်ပွင့်ပြန်တယ်။သူ့ကိုစတင်ခြောက်လှန့်ပါတော့တယ်။ထိုသူလည်းအသက်ပေးလိုက်ရတယ်။မီရာ၏ညီမဖြစ်သူကတော့လင်ယောက်ျားနဲ့အစဉ်ပြေတော်လဲလင်ဖြစ်သူကကလပ်မှာအပျော်မယ်နဲ့သွားခဲရတာကိုမီရာတယောက်သိနေ၍ကလေးစားချေရန်ဆုံးဖြတ်လိုက်တယ်။ညီမဖြစ်သူကလင်ဖြစ်သူအိတ်နေစဉ်ဆောင်းချုံပေးခိုက်လင်ဤမူမမှန်တာကိုတတိပြုမိသွားတယ်။ဧကန်းမှာတော့မီရာရောက်လာပြီးတယောက်နဲ့တယောက်အကြောင်းစုံပြောကာမီရာနတ်ဆိုးတစ်ကောင်လိုပြန်ဖြစ်လာတယ်။ပြီးရင်သိတဲ့အတိုင်းပဲညီမယောက်ျားသေပါရော။ညီမနှစ်ယောက်စိတ်မထိန်နိုင်ပဲတိုက်ခိုက်ကြတယ်။အရင်ကရန်ညိုးတွေကိုပြန်မြင်ရင်တိုက်ခိုက်မှုကပိုဆိုးလာတယ်။တိုက်ခိုက်မှုမှာညီမဖြစ်သူအသက်ပေးလိုက်ရတယ်။မသေးခင်ပြောခဲ့တာကဒီကျိန်စာကိုဘယ်သူမှဖြေပေးလို့မရဘူး။ကျိန်စာတိုက်သူကိုယ်တိုင်ဖြေမှပြေမယ်။သို့တော့မဖြေပေးခဲ့ပါဘူး။ကမ်းခြေမှာကောင်လေးနဲ့လေညင်းကန်ရင်စိတ်ထဲတွေးနေမိတော့ကကောင်လေးကိုအရင်လူတွေလိုမဖြစ်စေချင်ဘူး။ဒါပေမဲ့မီရာရဲ့ကံကြမ္မာကရက်ဆက်သွားခဲ့တယ်။နောက်ဆုံးတော့ဘဝကိုတယောက်တည်းအထီးကျန်စွာငေးငိုင်နေမိတော့တယ်။